စကားပန်းပွင့်တဲ့ရာသီချိန်ဆိုစကဝါပန်းလေးတွေဟာပုပ်ပားတောင်တစ်ခုလုံးဝါထိန်နေအောင်ပွင့်ကြတာကြောင့်ပုပ်ပားတောင်ကိုတောင်တော်ရွှေပုပ်ပားလို့တင်စားကြပါတယ်။နတ်တို့ပြောဆန်းရာပုပ်ပားတောင်မှာပွင့်တဲ့စကားပန်းကိုနတ်တို့ရဲ့ပန်းလို့လည်းခေါ်ဝေါ်တင်စားကြပါတယ်။အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့လေးမျိုးစကားရာဇဝင်များနဲ့အတူဆိုတဲ့စကားပန်းလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ပန်းလေးတွေဆိုတာကကဘာပေါ်မှာဖြစ်တည်နေတဲ့အလှဆုံးအရာလေးတွေထဲမှာပါဝင်ပါတယ်။အနံ့မွေးပြန့်နေတာပဲဖြစ်ဖြစ်အနံ့မရှိတာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ကိုအမြဲလှပအောင်လုပ်ပေးနေတဲ့အရာလေးတွေပါ။ဒီနေ့မှာတော့ရနံ့မွေးကြိုင်ထုံသင်းနေပြီးအဝါရောင်အဖြူရောင်အနီရောင်အစိမ်းရောင်အစင်းတို့နဲ့လှပလွန်းတဲ့စကားပန်းလေးတွေရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။စကားပန်းပင်ဟာမက်ဂနိုလီယေစစ်မျိုးရင်းမှာပါဝင်ပါတယ်။ရုက္ခဗေဒအမည်ကမီချယ်လီယာကမ်ပတ်လို့ခေါ်ပြီးအခုအခါမှာတော့မက်ဂနိုလီယာချပါကာလို့ခေါ်ပါတယ်။စကားကိုစကဝါလို့လည်းခေါ်ကြပါတယ်။စကဝါပန်းကတပွင့်နဲ့ပွင့်လေးရှိပြီးလိမ္မော်ရောင်ဒါမှမဟုတ်အဝါရောင်ရှိပါတယ်။ပွင့်ဘက်ကနှစ်လက်မဝန်းကျင်ရှေ့ကပွင့်ညာတိုပြီးတော့သေးငယ်တဲ့ဝတ်ဆံတွေပါရှိပါတယ်။စကားပန်းလို့ဆိုရမှာလဲစကဖြူစကဝါစကနီနဲ့စကစိမ့်ပန်းဆိုပြီးတော့ရှိတာဖြစ်ပါတယ်။စကစိမ့်ဟာတခြားစကားပန်းတွေနဲ့မျိုးမတူတဲ့အပြင်တရုတ်စကားပန်းဟာလည်းစကားမျိုးရင်းမှာမပါဝင်ပါဘူး။ဒါပေမဲ့ကစုံလမှာပွင့်တဲ့စကားပန်းကတော့စကဝါပန်းကိုပဲရည်ရွယ်ပါတယ်။ဒါကြောင့်စကဝါပန်းကိုကစုံလရဲ့ရာသီပန်းလို့သတ်မှတ်ကြပြီးတကူးလကစလို့ဖူးပွင့်တတ်ကြပါတယ်။စကားပင်တွေကဟိမွေနာအရှိတောင်တန်းတွေနဲ့အာတန်ပြည်နယ်တို့မှာပေါက်ရောက်တတ်ကြပြီးမြန်မာနိုင်ငံမှာဆိုရင်တော့မန္တလေးတိုင်းမြင်းကြံခရိုင်ကြောက်ပတောင်းနယ်တဲကပုပ်ပားတောင်ဝင်းကျင်တစ်ဝိုက်မှာအများပြားတွေ့ရပါတယ်။အိမ်တောင်ပရိဘောဂတွေပြုလုပ်ဖို့အတွက်ဆိုရင်စကားသားကတင့်တော်ပြီးအခောက်ကဆေးဘက်ဝင်တဲ့အပြင်ပွင့်ကရတဲ့အစီကိုရီမွှေးလုပ်လို့ရပါသေးတယ်။စကဝါပန်းလို့ဆိုလိုက်တာနဲ့အထက်တန်းကျောင်းသားကျောင်းသူဘဝကဖတ်ခဲ့ရတဲ့ကြပြတွေထဲမှာရွှေနဲ့ယူမာပန်းစကားဆိုတဲ့ကြပြလေးကိုသတိရမိကြမှာသိကြပါတယ်။ပုပ်ပားနတ်တောင်အခောက်မြင့်ဖျားစုံတော်ပြ၌နန့်ရှားကြိုင်လွင့်ခါတံပွင့်သည်ရွှေနှင့်ယူမာပန်းစကားဒီကြပြလေးထဲမှာဆိုရင်စကဝါပန်းလေးရဲ့ဝင်းဝါနေပုံဟာရွှေလူတောင်ထင်းမိချောင်းကိုတင်စားကြီးဖွေထားတာကိုဖတ်ရှုရမှာပါမြန်မာနိုင်ငံမှာစကားပန်းတွေအဓိကပိုးပိုးမြတ်မြတ်ပေါက်ရောက်တဲ့ဒေသကတော့ပုပ်ပားတောင်ပဲဖြစ်ပါတယ်ပုပ်ပားတောင်ကစကဝါပန်းလေးတွေဟာပကံခေတ်ကလေးကထင်ရှားခဲ့ပါတယ်စကားပန်းပွင့်တဲ့ရာသီချိန်ဆိုစကဝါပန်းလေးတွေဟာပုပ်ပားတောင်တစ်ခုလုံးဝါထိန်နေအောင်ပွင့်ကြတာကြောင့်ပုပ်ပားတောင်ကိုတောင်တော်ရွှေပုပ်ပားလို့တင်စားကြပါတယ်နတ်တို့ပြောဆန်းရာပုပ်ပားတောင်မှာပွင့်တဲ့စကားပန်းကိုနတ်တို့ရဲ့ပန်းလို့လည်းခေါ်ဝေါ်တင်စားကြပါတယ်။ဥပ္ပိုလ်ကြရေးသားခဲ့တဲ့ပပဲမောင်တင့်တယ်မောင်နှမသမိုင်းကြောင်းအရတော့ပုပ်ပားတောင်မှာစကဝါပန်းပွင့်ရခြင်းဟာမောင်တင့်တယ်နဲ့သူ့ရဲ့နှမစောမေယာတို့ရဲ့တနာစရာကောင်းတဲ့ဖြစ်ရကြောင်းလို့ဆိုပါတယ်။မောင်တင့်တယ်ကခွန်အားကြီးမှသူဖြစ်တာကြောင့်တကောင်းဘရင်ကသူ့ရဲ့ထီးနှံလူမာကိုစိုးရိမ်မကင်ဖြစ်ခဲ့ပါတယ်။ဒါနဲ့တကောင်းဘရင်ကနှမလေးစောမေယာကိုမိဖုရားတင်မြှောက်ပြီးတင့်မောင်ခွန်အားပလပြေဝလို့မြို့ဝင်ခန့်လိုတဲ့အတွက်ခေါ်စေဆိုပြီးမိန့်တော်မူခဲ့ပါတယ်။ဒါကြောင့်နှမဖြစ်သူကယုံယုံကြည်ကြည်နဲ့အကိုဖြစ်သူကိုခေါ်လာခဲ့ပါတယ်။အဲ့ဒီနောက်တကောင်းဘရင်ဟာမောင်တင့်တဲကိုစကားပင်မှာချီနှောင်ပြီးထင်းမီသွေးအများပြားထည့်လို့ဖို့ထိုးစီရင်ခဲ့ပါတယ်။နှမဖြစ်သူစောမေယာတိလေတော့ငါအကိုငါကြောင့်တေးရတယ်လို့တွေးပြီးမိဘုံနဲ့ခုန်ချခဲ့ပါတယ်။မောင်နှမနှစ်ဦးဟာစကားပင်မှာနတ်ဖြစ်လာခဲ့ကြပါတယ်။အဲ့ဒီစကားပင်ကိုပကံတီလေကြောင်မင်းကပုပ်ပားတောင်ကိုပြောင်းရွှေ့ပြီးနတ်မောင်နှမအဖြစ်ကိုးကွယ်ခဲ့ပါတယ်။ဒါကြောင့်ပုပ်ပားတောင်ကစကဝါပန်းလေးတွေမြင်မိတိုင်းသူတို့မောင်နှမနှစ်ဦးရဲ့ရင်းနှင်းစရာတမိုင်းကြောင်းလေးကိုသတိရမိတတ်ကြပါတယ်။ဒါနေမကပါဘူးမြမရာဇဝင်ပကံဖြစ်ရှင်အနော်ရထာမင်းကြီးရဲ့လူစွမ်းကောင်းပြတ်တာနဲ့ဇနီးပန်းစားဘလူးမမဲဝနာတို့ရဲ့လွမ်းဆွေးပွဲဇလန်းလေးကြောင့်လဲစကဝါပန်းလေးတွေကိုလူအများကပုံမှုမျက်နှိုးမိကြပါတယ်။နာဆင်သူပရိသတ်ကြီးလဲရနက်မှွေးပြန့်လာတဲ့ရွှေဝါရောင်စကဝါပန်းလေးတွေကိုတွေ့တိုင်းစကဝါမြေရွှေပုပ်ပားကိုအရင်ပြေးမြင်မိမလားဒါမှမဟုတ်ရာဇဝင်တွေကလွမ်းဆွေးပွဲဇလန်းလေးတွေအကြောင်းကိုတွေးမိကြမလားဆိုတာကိုတော့သိချင်နေမိပါတော့တယ်။အခုတင်ဆက်ပေးခဲ့တာကတော့လေးမျိုးစကားရာဇဝင်များနဲ့အတူဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်
နောက်များမှာလည်းအမျိုးမျိုးသောပန်းတွေတဲကပန်းတချို့နဲ့ဆက်ဆက်တဲ့အကြောင်းအရာလေးတွေအပြင်ရိုးရာဓလေ့လေးတွေကိုပါရှင်တွဲဖော်ပြတင်ဆက်ပေးသွားမှာမို့ပရိသတ်ကြီးအတွက်တုဒ္ဒနဲ့ယတ္တာကိုတပြိုင်နက်ခန်းစားကြရမှာပါလို့ကြိုတင်အသိပေးရင်ရာသီမသိပန်းနဲ့ညီဆိုတဲ့အစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်ရဲ့ Facebook, YouTube နဲ့ Spotify တို့မှာ Like and Follow လုပ်ထားပြီးအချိန်မရွေးနေရာမရွေးစောင့်ကြည့်အားပေးနိုင်ပါပြီခင်ဗျာကျွန်တော်တို့ဇလန်းကိုအစဉ်တစိုက်စောင့်ကြည့်အားပေးနေကြတဲ့ပရိသတ်တဦးစီတိုင်းကိုလည်းဇလန်းကနေကျေးဇူးထူးပဲတင်ရှိပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ